မင်္ဂလာပါမိတ်ဆွေကလက်ရှိကောင်းတာတွေပဲလုပ်ပြီးတော့မကောင်းမျိုးတွေခံစားနေရတယ်ဆိုရင်ဒီဗီဒီယိုလေးကိုစုံထိကြည့်သွားပါကို့မှာရှိခဲ့မှုတဲ့ပြစ်တွေကိုကိုယ်တိုင်မြင်ရပါသလားမိမိတို့ရဲ့ဤဘဝဤတဏ္ဍမှာစပြုပြီးမိမိတို့ရဲ့အတိတ်နာဂတ်တန်နေရာမှာဘလောက်ပြစ်တွေဘလောက်အကုသိုလ်တွေများခဲ့နိုင်တာဘယ်သူကမှတိကျမပြောပြနိုင်ပါဘူးကံဆိုတာအလုပ်ပဲကောင်းကျိုးခံစားရတယ်ဆိုတာကောင်းတာလုပ်ခဲ့လို့ကောင်းတာလုပ်နေလို့မကောင်းကျိုးခံစားရတယ်ဆိုတာမကောင်းတာတွေလုပ်ခဲ့လို့မကောင်းတာတွေလုပ်နေကြလို့ကိုလုပ်တဲ့လုပ်ပေါ်မူတည်ပြီးထိုက်တဲ့တက်ရောက်မှုရကြမှာပါပဲဒါဆိုဟုတ်ပြီဆရာကောင်းတာတွေကြီးပဲလက်ရှိမှာလုပ်နေရတော့ဘာလို့မကောင်းကျိုးတွေခံစားနေရတာလဲမကောင်းတာတွေတိတ်မှလုပ်ခဲ့လို့ပါရှင်းရှင်းလေးပါဟုတ်ပြီဆရာအဲ့ဒါဆိုရင်အခုလက်ရှိကောင်းတာတွေလုပ်နေရင်လည်းမကောင်းတာတွေကိုဖျောက်ဖျက်ပစ်မယ်ရလားဆရာရပါတယ်ကံချေကြော့ပါရှိဘဝကပြုခဲ့မိတဲ့အကုသိုလ်တွေကိုဝင်ချတောင်းပန်ကြော့ပါကုသိုလ်တွေတက်တက်ပြုရင်လူရဆန္ဒတွေကိုနောက်မှဆူတောင်းပါအဦးဆုံးဆူတောင်းရမှာကယခုပြုသည်မြမြတ်ကုသလကြီးမရှိန်စောတကူတော်ကြောင့်ပြုမိခဲ့သည်မြအကုသိုလ်ပြည့်ချင်းသားတွေကြောက်ပြတ်ပါစေခင်းစင်ပါစေစသည်ဖြင့်အရင်ဆူတောင်းပါဘဝဆက်ဆက်ကပြုခဲ့မိတဲ့အကုသိုလ်တွေကြောင့်ဖြစ်လာမယ်ဘေးဥပတ်တွေအစင်မပြေမှုတွေအကြက်တဲတွေတဖြည်းဖြည်းရောပါလာပါလိမ့်မယ်ထပ်ထပ်ပြီးအကုသိုလ်တွေမဖြစ်အောင်ဆင်ញင်ရပါမယ်ထပ်ထပ်ပြီးကုသိုလ်တွေပါအောင်ပြုကြရပါမယ်ဒီလိုမျိုးရှေးကပြုခဲ့မှုရဲ့မကောင်းကံတွေကိုတောင်းပန်ဝင်ချကြတော့ကုသိုလ်တွေပြုရင်ပြုခဲ့တဲ့အကုသိုလ်တွေအားလုံးပြည်ပါစေကြည်ပါစေဆူတောင်းရင်ထပ်ဆင့်ပဋိဌာန်တွေတစ္ဆာတွေဂါရာတွေမန္တန်တွေရွတ်ဖတ်ပူဇော်ရင်လိုအပ်တဲ့လောကီစည်းစိမ်တောကုတ္တရာစည်းစိမ်တွေကိုအမြင်ရကြပါလိမ့်မယ်ဆိုတာကိုအားလုံးကိုအတိပေးအပ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်